မဏိဖွဲအိတ်ဆိုပြီးနာမည်ပြောင်းပေးရမလို့ဖြစ်နေပြီဖြစ်တယ်ဆိုရင်ဦးတမ်မဏိဆိုရင်ဦးဆိုတဲ့နာမည်ပေါ်ကျွန်တော်တို့အများကြီးသဘောကျခဲ့ကြသလိုအများကြီးလည်းအားပေးခဲ့ကြပူပါတယ်ရွေးရမှာအားထားရဖိုင်တာတယောက်ဖြစ်တယ်လို့သူကမြန်မာကုံကုံဆောင်မဲ့မြန်မာဖိုင်တာတယောက်ဖြစ်အားလုံးကလည်းတပ်ဝင်ယုံကြည်ခဲ့ကြတာဖြစ်ပါတယ်တမ်မဏိဆိုရင်ဦးရဲ့ဘွားဆက်ကြောင်းကိုကျွန်တော်တို့မသိခဲ့ကြပါဘူးဒါပေမဲ့လည်းသူ့ရဲ့ရွေးရမှာပြသခဲ့တဲ့စွမ်းဆောင်ရည်တွေနောက်ပိုင်းဝမ်ချန်ပီယံရှစ်နဲ့အစားပြုခဲ့တဲ့ပွဲစဉ်တွေဟာမြန်မာပရိသတ်တွေရဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးနိုင်မဲ့ဖိုင်တာတယောက်ဖြစ်သတ်မှတ်ထားခဲ့ကြတာပါနောက်ပြီးတော့ဝမ်ချန်ပီယံရှစ်မှာစာချုပ်ကြီးရရှိခဲ့တဲ့နောက်ထပ်မြန်မာဖိုင်တာတယောက်ဖြစ်ခဲ့ပြီးအချင်းသားမင်းနောက်ပိုင်းဒီကရင်သားကြီးကနောက်ထပ်ချန်ပီယံဆုရရယူပေးလိမ့်မဲ့ချန်ပီယံတယောက်ရေလို့အားလုံးရဲ့ရင်ထဲမှာတန်ရာကင်းကင်းနဲ့မြင်ကျင်ခဲ့ကြဖြစ်ပါတယ်။လောကကြီးကတော်တော်လေးတော့ရည်ရသားပြဘယ်တော့မှကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့လူရင်းဆန္ဒကိုဖြည့်ဆည်းပေးနိုင်ခဲ့ခြင်းမရှိသလိုအခုထိလည်းဖြည့်ဆည်းပေးခြင်းမရှိခဲ့ဘူးလို့ဆိုရလောက်အောင်ဝမ်ချန်ပီယံရှစ်မှာမြန်မာပရိသတ်တွေမြင်ကျင်နေတဲ့ချန်ပီယံတစ်ဟာတက်ပြီးထွက်ပေါ်လာခြင်းမရှိတာကိုမြင်တွေ့နေခဲ့ရတာပါ။ကချင်သားကြီးပြီးရင်ဆိုလင်းဦးဟာနောက်ထပ်ချန်ပီယံတယောက်အဖြစ်ယုံကြည်ခဲ့ကြသလိုတန့်စင်သွေးလင်းထန်နဲ့အခုနောက်ဆုံးကျော်တော်ဝင်းတို့ဟာမြန်မာကုံကိုဆောင်ကျင်းပေးကြတဲ့ဖိုင်တာတွေဖြင့်ယူဆထားခဲ့ကြတာပါပြီးခဲ့တဲ့ညကရှီမိုင်ကစားသွားခဲ့တဲ့ One Friday Fight ပွဲမှာမြန်မာဖိုင်တာ၄ယောက်ထိထည့်သွင်းသွားခဲ့ပြီး၂ယောက်နိုင်ရက၂ယောက်ကတော့အရှုံးဆိုတဲ့ရလဒ်တွေနဲ့ရင်ဆိုင်သွားခဲ့ရပါတယ်ပထမဆုံးပွဲထွက်လာခဲ့သူကတော့မနလာကြားကျော်တော်ဝင်းရဲ့ပွဲစဉ်ဖြစ်ပြီးဂျပန်ဖိုင်တာမိုဂါစီတိုနဲ့ရင်ဆိုင်သွားခဲ့ရတာပါပွဲစားတဲပြီးဆိုကြတဲ့ကကျော်တော်ဝင်းရဲ့ဒရက်ဆက်ဖိအားပေးမှုတွေကမူဂါစီတိုကိုကြပြာဖြစ်သွားစေခဲ့ပြီးပထမအချိန်အတွင်းမှာပဲနှစ်ကြိမ်တိုင်တိုင်အမှတ်စဉ်ရေတွက်ခံခဲ့ရတဲ့အထိစွမ်းဆောင်ပြသွားခဲ့ပါတယ်ဒုတိယအချိန်မှာမူဂါစီတိုတယောက်ကျော်ကြီးကိုမော့ကြည့်ပြီးတော်ပါတော့ငါးကောင်ရဆိုတဲ့အမူအရာလေးနဲ့လက်ကပြလိုက်ပြီးအမတ်စင်ရေးတွေချင်းခံခဲ့ရသလိုအဲဒီကနေပြန်အလွတ်မှာကျော်ကြီးတယောက်မူဂါစီတိုကိုပြန်မထနိုင်အောင်လဲထုံးတဲ့အနိုင်ပြခဲ့ပြီးဘောနက်စုပါရယူပြသွားခဲ့တာဖြစ်ပါတယ်။အဲဒီနောက်နေရိုင်းဟာထိုင်းဖိုင်တာကိုအမှတ်နဲ့ရှုံးသွားခဲ့ရပေမဲ့စလိုင်းထန်ခွီးရှင်ကတော့ထိုင်းဖိုင်တာကိုလဲထုံးနဲ့ထပ်ပြီးအနိုင်ပြခဲ့တယ်လို့ဘောနက်စုကပါထပ်ပြီးသိမ်းပိုက်ပြသွားခဲ့တာပါ။နောက်ဆုံးတယောက်ကြံခဲ့တဲ့သူကတမ်မလီဆိုလင်းဝင်းအလှည့်ပါနောက်ဆုံးပဲအိတ်နဲ့လွယ်မယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်တို့အားလုံးတမ်မလီဆိုလင်းကိုစောင့်ကြည့်ခဲ့ကြပါတယ်နောက်ပြီးကျွန်တော်မြန်မာနိုင်ငံသားဖိုင်တာအကြောင်းသူဟာကျွန်တော်တို့ရေမျှော်လင့်ခဲ့ကြတဲ့ချန်ပီယံလောင်းတယောက်သူရဲ့ဆိုးရတဲ့နေ့ရက်တွေဒီပွဲမှာအဆုံးသတ်ပြလိမ့်မယ်ဆိုတဲ့စိတ်တွေနဲ့မြန်မာပရိသတ်တွေကစောင့်ကြည့်ခဲ့ကြတာပါကျိုးဝိုင်းအတွင်းကိုဝင်ရောက်လာခဲ့တဲ့တမ်မလီဆိုလင်းဝင်းရဲ့ခက်ထန်မှာကြောတဲ့မြင်တဲ့ဘေးတွေထိုင်းဖိုင်တာကိုကင်ပြီးရိုက်ပြတော့မယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့အတူမြင်ရသူပရိသတ်အတိုင်းရဲ့ရင်ထဲမှာလည်းနှလုံးသွေးတွေပွဲဆူနေခဲ့တာပါတမ်မလီဆိုလင်းရဲ့ပွဲစဉ်တွေကိုမြန်မာပရိသတ်တွေငတ်မွနေကြတာကြာပြီဖြစ်တယ်လို့လွမ်းဆွနေခဲ့ကြတာလည်းတော်တော်လေးကြာသွားခဲ့ပြီဖြစ်တဲ့အတွက်မျှော်လင့်နေတဲ့ရဲဆွဲတွေနဲ့မျှော်လင့်နေတဲ့တမ်မလီဆိုလင်းရဲ့နိုင်ပွဲကိုကျွန်တော်တို့မြန်မာပရိသတ်တွေအနေနဲ့ပြန်လည်မြင်တွေ့ရလိမ့်မယ်ဆိုတဲ့စိတ်တွေနဲ့မျှော်လင့်အားပေးခဲ့ကြပါဒါပေမဲ့လည်းမျှော်လင့်ချက်တွေဟာတဲတဲ့ရေတော်တော်ဖြစ်သွားခဲ့ပြီးတမ်မလီဆိုကြီးဆိုတဲ့ဂုံဘုတ်ဟာတမ်မလီဖွဲဆိုတဲ့နာမည်ပြောင်ကိုရသွားတဲ့အထိဖြစ်သွားခဲ့တာပါလက်သီးထိုးချက်တွေမထွက်သလိုခြေကန်ချက်တွေဆိုတာကလည်းဟိုးရင်ကအတိုင်းမမြင်တွေ့ခဲ့ရပါဘူးတစ်ပတ်မှာဖိုင်တာကhigh kit တွေစတိုက်ကန်သွင်းနေကြတာကိုမြင်တွေ့ခဲ့ရတယ်လို့ဒါကိုလည်းမမှုတဲ့ပုံစံနဲ့ခေါင်းလေးတစ်ခါကလုံးပြနေကြတာကတပတ်သားကိုအထင်သေးရရောက်လုံးမနေဘူးလားလို့ပဲမေးလိုက်ချင်ပါတယ်အခုတော့ရှောင်းနေသွားခဲ့တဲ့အတွက်အားမငယ်ပါနဲ့ဆိုတဲ့စကားကိုတော့သုံးပြလိုက်ချင်ပြီးကျွန်တော်တွေမျှော်လင့်ခဲ့ကြမှုတဲ့ချန်ပီယံလောင်းကြီးရဲ့အကောင်းဆုံးပုံစံတွေကိုပြန်လည်မြင်တွေ့ချင်မှသေးတယ်လို့သာတောင်းဆိုပြုလိုက်ပါရစေခင်ဗျာ